တာဆူရိုတာယာကတော့ဝိုင်းပြီးဝေဖန်ခံနေရပြီဖြစ်ပါတယ်။တာယာကဒီမနက်ပိုင်းမှာပဲဂျပန်နိုင်ငံကိုပြန်ရောက်လာပြီဖြစ်ပါတယ်။လက်ရှိအချိန်ဒီမှာတော့အနောက်တိုင်းကပရိသတ်တွေဒါမှကဂျပန်ကပရိသတ်တွေရောဂျပန်ကဖိုက်တာတွေရောတာယာရဲ့နီးစနစ်ကိုဝေဖန်နေကြတာဖြစ်ပါတယ်။အဓိကတော့ဘောက်ဆင်မကောင်းဘူးဆိုတဲ့အချက်နဲ့ဂျော်ရှူဝါဗန်ကိုလှည့်ချထားပြီးမှဘာမှမလုပ်တတ်မကင်တက်ဖြစ်သွားတဲ့အနေအထားကိုဝေဖန်နေကြတာပါ။ဘန်နဲ့တွေ့မှပရိသတ်တွေကတာယာရဲ့အားနည်းချက်တွေအများကြီးတွေ့လာခဲ့ကြတာပါ။အရင်ပွဲတွေမှာဆိုရင်ဘောက်ဆင်လဲကောင်းတယ် back position ယူပြီးချုပ်တဲ့ BJJ အကွက်မှာလေးအလွန်ကောင်းခဲ့သူဖြစ်ပါတယ်။ဘန်မှာလည်းအားနည်းချက်ရှိပါတယ်။တာယာနဲ့တွေ့မှ take down defense အဲ့လောက်ထိမဟုတ်ဘူးဆိုတာပရိသတ်တွေသိခဲ့ကြရတာပါ။ဘန်တို့အဖွဲ့လည်းဒီအချက်ကိုအားမရပါဘူး။ပြန်ပြီးပြင်ဆင်သွားမယ်လို့လည်းပြောဆိုထားကြပါတယ်။အဓိကတော့ဘန်ဘက်က take down defense ဘိုင်းမကာကွယ်နိုင်ခဲ့ဘူးဆိုပေမဲ့မြေပြင် grappling အပိုင်းကိုတော့ကာကွယ်နိုင်ခဲ့ပါတယ်။ဒီပွဲမှာတင်ယူရမယ့်အချက်တွေက fighter နှစ်ဦးစလုံးအတွက်အများကြီးပါပဲ။စိတ်မကောင်းစရာကတော့ရှုံးသွားတဲ့တာယာကဝိုင်းအပြိုးခံနေရတဲ့အချက်ပါပဲ။အမှန်တော့ဘန်နဲ့တွေ့လို့သာပေါက်စင်ပိုင်း BJJ အပိုင်းမှာမကောင်းဘူးထင်ရတာပါ။မာနီကက်နဲ့တွေ့ရင်တာယာတောင်အနိုင်ရသွားနိုင်ပါတယ်။ဘာလို့လဲဆိုရင်မာနီကက်ကဘန်လောက်ခဏကိုလှုပ်ရှားမှုမမြန်လို့ပါ။တာယာဘက်ကစိတ်ကြိုက်ပုံဖော်ပြီးချုပ်သွားနိုင်ပါတယ်။ဒီပွဲမှာရှုံးလို့ဆိုပြီးတာယာကိုရှိုးတွက်မိရင်တော့မှားသွားကြပါလိမ့်မယ်။